နဲ့စီဆိုင်နေမှာတွိုင်းလက်သွားမယ်ဆိုရင် main ကလေးတစ်ယောက်တည်းလုံးဝမသွားနဲ့အန်နဲ့ရဲ့အရန်များပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုပြောပြမယ်။အခုစီဆိုင်မှာလေစီဝင်ထည့်ရင်လည်းကိုကဒီကောင်းမှာ main ကလေးတွေပါဆိုတော့ကိုတယောက်တည်းဝင်သွားတယ်။ဝင်သွားချိန်မှာဘေးခန်းကနေပြီးတော့အတန်ရှူရှူရှဲရှဲနဲ့ပေါ့နော်ဒီလိုအသက်ရှူတဲ့တန်ပေါ့အဲ့လိုကြီးကြားရတယ်ဒါပေမဲ့ကိုကပုံမှန်လူရှိနေရပဲထင်လိုက်တာလူရှိနေထင်ပြီးတော့ဒီတိုင်းပဲကိုဆက်ပြီးတော့ပြီးလဲပြီးတော့အဲ့လိုမျိုးတက်ရှူရဲ့အချိန်9ချက်လောက်ပြီးရဲ့အချိန်မှာလေသူကညီးတန်လို့ငိုးတန်လို့အတန်ကြီးကတကယ်ကိုတိတိတတ်တာကြီးနဲ့ကြောက်စရာကြီးထွက်လာအဲ့ချိန်မှာလေကိုလည်းမျက်လုံးမျက်ဆိုင်မှုနဲ့လေဆွဲတင်ပြီးတော့လေစီးအောင်မပိတ်ဘူးဒီလားအဲ့ဘောင်းမီကိုဆွဲတင်ပြီးအရှိကိုပြေးထွက်သွားတာပြေးထွက်သွားပြီးတော့ကိုအဲ့ဒီအခန်းရှိရမှာထွက်ခင်မှာကိုစီကပါလာတဲ့အဲ့ဒီအကိုတွေပေါ့နော်သူတို့ကဖြစ်ပြီးတော့ပြောပြီးတော့ပြန်ကြည့်ရောအဲ့ဒီမှာလူလည်းမရှိဘူးခဏမှဘယ်သူမှမရှိဘူးအဲ့လိုဖြစ်တာအဲ့ချိန်မှာကိုကစီစန်းလူတွေပြောတာပေါ့တို့စီစန်းတရေချောက်တာလားလို့ဒီဟိုကအိမ်သားလို့အဲ့လိုမျိုးကိုကလည်းပွင့်လင်းမိလိုက်တော့ဟုတ်တယ်မားတဲ့အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒါတဲ့အမအတန်ပဲကြားရတယ်ဆိုတာတဲ့ကန်ကောင်းသွားတာတဲ့ကျွန်တော်တို့ဆိုရင်နဲ့အဲ့လိုတဲ့တကားကိုထုတာတို့တဲ့ဗာလဲပြီးတော့ तू ပြောသေးရပေါ့နော်ဒီချက်ပိုးဆိုးတဲ့ဟာတွေတို့ဆိုကြုံရတာတဲ့အားကြောင့်မလို့လေသူတို့ကတော့မပြောမယ်လေကိုကအဲ့လိုမျိုးစားတောက်ဆိုင်မဲ့ဖြစ်ကိုခီးတွေသွားတဲ့ခါကြာရင်နားတဲ့ခါကြာတွားလေးတွေသွားကြလေအဖော်မပါဘဲနဲ့လုံးဝမသွားပါနဲ့နော်မိန်းကလေးတွေတက်ရောက်တဲ့အန်ရတကယ်ကိုမများလို့နဲ့ဒီဟာလေတခုဆိုရင်လေတချို့နှလုံးရောဂါရှိရပြီယောဂခံရှိရလူတွေဆိုရင်လေအဲ့နာမှာတွေဘုံကနေဘိုင်းကနေဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိရယ်အဲ့အကြောင်းမလို့ပြောတာနော်ဒါတတိပေးတာဒီလားဘယ်လိုပြောမလဲဖြစ်ဘူးတဲ့လူတွေလည်းရှိမှာပါကိုယ်တိုင်လည်းဒါအခုမှကြုံမှုတာဒီဥစ္စာလည်းလေအဲ့လေ sharing လုပ်ပေးရပါခီးဝေးသွားလို့ရှိရင်လေ EV တက်စီလေးမစီးတာကောင်းနေသေးလားဘာဖြစ်လို့လဲဆိုတော့ကျမအတွေ့အကြုံကပြောရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့3လလောက်ကကျမကအလုပ်ကိစ္စနဲ့ဖတ်အံဟိုပေါ့နော်သွားတော့ EV တက်စီကငှားပါတယ်ရောငှားပေးလိုက်တာပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ तू က EV ဆိုတဲ့အတိုင်းပဲပေါ့နော် charging သွင်းရတယ်အသွားမှာတဲ့ဟာ तू က39မိုင်မှာ charging သွင်းတယ်နော် charging သွင်းတယ်ပြီးသွားလို့ရှိရင်ဒီပေါ့တထုံကြော်လည်းရောက်တော့ခြာကျင်သွင်းနေပေါ့နော်ခြာကျင်သွင်းရတဲ့အခါမှာကျမတို့ကဒီတိုင်းစောင့်လို့မရဘူးကျမတို့စိုင်းထိုင်ရတယ်အဲ့ဒီအတွက်ပေါ့နော်ပြောလို့ရှိရင်ပတ်စံပို့ကုန်တာပေါ့ကွယ်ကဲအဲ့ဒါနဲ့ပြီးအဲ့လိုနဲ့ကျမတို့ဖန်ရောက်သွားတော့ကျမအလုပ်ကိစ္စနဲ့ဆိုတော့ကျမအလုပ်ကိစ္စနဲ့ရုံးဝင်သွားမယ်ဆိုရုံးဝင်သွားလိုက်တယ်ပေါ့နော်ပြီးတော့ तू ကဘယ်လိုဖြစ်လဲဆိုတော့ရုံးကိစ္စတော့မှမလို့ပြောပြီးတော့မှားမိလိုက်တဲ့အတွက်ကြောင့်မလို့သူ့တဘောဘယ်လိုလဲသူရုံးဝင်လိုက်ပို့ပြရမှာပြီးသွားလို့ရှိရင်ပြန်ရမယ်ဒါပဲပေါ့နော်ဟိုဖန်ကျမမလေးဖန်နာသွားလိုက်ရဖန်ဖះတဆူးမှမပူလိုက်ရဘူးပြီးတော့တလန်းလုံးလဲကွာဒီလားဟို charging ကအားကုန်မှာဆိုလို့ battery မလောက်မှာဆိုလို့ဆိုပြီးတလန်းလုံးကြီးလာတာဒီလားဘယ်မှလိုက်ပို့ကိုင်းလို့မရအောင်ကြိုပြီးစကားတွေကြိုပြီးပိတ်တယ်ပေါ့နော်ဟိုပြီးလို့ရှင်လဲကွာကျမကိုဘယ်လိုလဲဆိုတော့ဟိုပါပေါ့ဒီရုံးကိစ္စမို့တာဖန်အောင်လိုက်လာတာပေါ့နော်ဖျားဘူးဆိုကျွန်တော်ကမလိုက်ဘူးအဆင်မပြေဘူးဟိုအားသွင်းရတာအဆင်မပြေဘူးဆိုပြီးစကားတွေကြိုပိတ်ကျမတို့ကလည်းသိပါတယ်လိုက်မပို့ခိုင်းပါဘူးပြီးတော့နောက်တစ်နေ့အပြန်လဲကြာကျမဟိုတယ်ကနေစောစောချက်ကောက်လုပ်တယ်ပေါ့နော်ချက်ကောက်လုပ်ပြီးတော့ပြန်တော့မှအဲ့အပြန်လမ်းပေါ်မှာရှိတဲ့ဆိုင်တွေပေါ့နော်ဆိုင်ဝင်ပြီးတော့ဟိုပစ္စည်းတွေပါဝယ်တယ်ပေါ့နော်ဝယ်ပြီးတစ်ခါပြန်လာတယ်ပေါ့နော်ပြန်လာတော့တစ်ခါကြိုက်ထုံမှာတစ်ခါသွင်းအားကြိုက်ထုံမှာတစ်ခါသွင်းတော့နေ့လဲသာစားအားပြီးရင်တစ်ခါ39မိုင်မှာတစ်ခါထပ်သွင်းအဲ့တော့ဟိုခုနပြောသလိုပေါ့အားသွင်းနေဆိုကိုကဒီတိုင်းထိုင်လို့မရဘူးလေစိုက်မှာထိုင်တော့တစ်ခါအစံတွေကထက်ကုန်ဘလို့မှအဆင်မပြေဘူး EV ရလေအဲ့တော့အဲ့ဒီ render ကတော့ခု TikTok မှာကျွန်မတွေ့ပါတယ်အဲ့မှာကျွန်မကိုပြောတော့ကကြတော့ကျွန်တော်တို့ကဖအန်ဆိုလို့ရှိရင်ဟိုရုံးကိစ္စမလိုက်တာနောက်ပိုင်းဆိုလို့ရှိရင်ဖျားဘူးဆိုမကြိုက်လို့မလိုက်တော့ဘူးဆိုပေမဲ့လည်းသူတို့ render ကအခု TikTok မှာကြော်ညာနေတယ်ဖအန်ခီးစင်ဆိုဘယ်လောက်သွားလို့ရပါတယ်ငှားလို့ရပါတယ်ဆိုတော့ကြော်ညာရောကျွန်မတွေ့နေရတာပဲဒါပေမဲ့ရှင်တို့လည်းအဲ့လိုမျိုးခီးဝေးသွားလို့ရှိရင် EV တက်စီတွေမစီပါနဲ့လို့ဘလို့မှအဆင်မပြေဘူးသူတို့အဲ့အားသွင်းနေရတာနဲ့ဘလို့မှအလုံးမဖြစ်ဘူးခီးတွေလည်းကြံ့ကြားပတ်စံနေလည်းအပိုးကုန်းစကားလေးနည်းနည်းကျမစကားလေးနည်းနည်းပြောမယ်နော်ကျမယောက်ျားနဲ့အခုပတ်သက်နေတဲ့အဲ့တိတ်ပုံမင်းငယ်မလေးဆိုတာကကျမကိုလာပြောတယ်ဘာပြောလဲဆိုတော့ရှင်ရတဲ့ယောက်ျားတစ်ယောက်ကိုတဲ့12နှစ်လုံးခိုင်းစားပြီးတော့ဘာဒီမျောလင့်နေလဲတဲ့ဟေ့ပြောလိုက်မယ်နော်တိတ်ပုံမင်းငယ်မလေးငါ12နှစ်လုံးမှာသူ့ကိုခိုင်းစားခဲ့တာမဟုတ်ဘူးသူ9000မိုးလောက်ရှာနိုင်ငါ2000မိုးလောက်ရှာနိုင်တဲ့အရေးချင်းမှာငါရှိခဲ့တယ်ပြောမယ်နော်အဲ့ဒီတိတ်ပုံမင်းငယ်မလေးနော်ငါကအသက်30မှ30ကျော်မှအိမ်အောင်ပြူတာတော့လွတ်ကိန်းကိုငါယူခဲ့တယ်သူများအတိုက်မြုံငါတုံးနဲ့မထိုးခဲ့ဘူးသူများအတိုက်မြုံငါတုံးနဲ့မထိုးခဲ့ဘူးနော်နင်း
ကအသက်20ကျော်လေးကွယ်အသက်20ကျော်ငယ်ငယ်လေးရှိသေးတယ်ရုပ်ရည်လက်အသက်28နှစ်ထားလိုက်ပါ28နှစ်ရုပ်ရည်လက်အသေးနဲ့ရှိမှာပဲနင်လွတ်ကင်မယူတတ်ဘူးလားယောက်ျားလူပြိုအဲ့လောက်တောင်နင်ရှာမယူနိုင်တဲ့အရေးချင်းနင်မှမရှိဘူးလားငါဘာဖြစ်လဲငါယောက်ျားကိုငါခိုင်းစားတယ်လေခိုင်းစားခဲ့တယ်ထားလိုက်ပါခိုင်းစားတယ်ပဲနင်မေးကြည့်အောင်နင်လင်ကိုနော်လွတ်လပ်ခွင့်နာပေးတဲ့ဘာပိုင်ဆိုင်မှုမှမယူဘူးတဲ့ဘာပိုင်ဆိုင်မှုမှမယူဘူးလို့သူပါဇက်ကကိုပြောတာအဲ့မဲ့နင်းနဲ့ယူမ तू ကဒီစကားမျိုးပြောခဲ့တာမဟုတ်ဘူးနင့်ကိုလိုချင်လို့ तू အရင်နဲ့ရှုပ်ခဲ့တဲ့မိန်းမပေါင်းဆိုတာမြေတွက်နိုင်ဘူးနော်အဲ့မိန်းမနဲ့ပတ်သက်နေတယ်ကွာအဲ့စကားကိုပြောခဲ့တာ तू လွတ်လပ်ချင်တယ်ပဲ तू ပြောခဲ့တာနော်မေးကြည့်လိုက်အောင်နော်အခုလည်းနင်တို့အေးဆေးနေလေငါအလုပ်ထားခဲ့တယ်လေအဲ့မှာအလုပ်မှာလုပ်လေလုပ်နေပါတယ်နှစ်ယောက်လုပ်ပြီးတော့နင်တို့တိတ်ပုံစားကြလေတိတ်ပုံနေလေနင်ပြောတော့ဘာလဲကျမကတဲ့အမယောက်ျားကိုတဲ့မပတ်သက်တော့ပါဘူးမပတ်သက်လို့တော့ကိုရဲ့မူးနေပြီးနောက်ဆုံးလာတွေ့ပါကိုရဲ့နောက်ဆုံးစာလေးပို့ပေးရစေကိုရဲ့နောက်ဆုံးပုံလေးပြောပေးရစေနောက်ဆုံးနဲ့မဆုံးတော့တဲ့နောက်ဆုံးနေနဲ့လေဒီကလည်းမနေနိုင်မထိုင်နိုင်လေဒီကလည်းမရတော့ဘူးမရတော့တဲ့အခြေအနေမှာဒီဘက်ကယောက်ျားကလည်းမရတော့တဲ့အခြေအနေမခေါ်နဲ့ခေါ်တာနဲ့ညတကောင်ရန်အောင်အိမ်နေဒီလောက်အထက်တော့ပိတ်ထားတာတော့တော့ဖြတ်ပြီးထွက်သွားတယ်လေအဲ့ဒါနေမပတ်သက်ချင်တာလားနေအခုတိတ်ပုံနေရလေငါသိတယ်နင်တို့နေနေတိတ်ပုံနေနေသိတယ်ဘာလို့ရမှာတော့နေလေးအဲ့မှာငါအလုပ်ထားခဲ့တယ်လှုပ်စားနေကြတာပဲဟမ်ကျမရတဲ့အခုဆိုရင်လည်းလူသားအလုံးကိုလာပြီးမှအခုပထမတော့ဆဲတယ်နော်ဆဲတာပိုးစိုးပတ်ဆက်အခုလည်းကြောက်ပန်းနုလာတွေ့တယ်ကျမကတော့တဲ့လာဖမ်းလေးရတယ်ကျမအားလုံးမေတ္တာထားနေတာဖမ်းနုတွေသွေးတာဟာပန်းနုတွေသွေးတာ